စစ်တွေကိုထိုးစစ်ခွာစစ်ပုံစံသုံးပြီးဝင်မှုပြင်နေတဲ့ AA စစ်တွေကိုတင်ပိုက်ဖို့ AA ဘလူးခြေလှမ်းပြင်လေစစ်တပ်လက်နဲ့စစ်တပ်ကိုပြန်တိုက်နေတဲ့ AA ဒီတင်ပြကြမှာဆိုရင်တော့စစ်တွေကို AA တင်ပိုက်တော်မှာလားစစ်တွေကိုတင်ပိုက်ဖို့ AA ဘလူးခြေလှမ်းပြင်နေလေစစ်တွေကဘလောက်ထိအရေးပါလဲဆိုတာတွေကိုလေ့လာနိုင်အောင်တင်ပြထားပါတယ်နောက်ပြီးစစ်တွေကိုထိုးစစ်ခွာစစ်ပုံစံသုံးပြီးဝင်မှုပြင်နေတဲ့ AA ရဲ့စစ်ရေးလှုပ်ရှားမှုတွေနဲ့စစ်တွေမျိုးမှာစစ်တပ်ကဘလို့ခန့်စစ်ပြင်ထားလဲဆိုတာကိုလေ့လာနိုင်အောင်တင်ပြထားပါတယ်စစ်တပ်ကအင်အားလုံးရင်းနဲ့နေရာယူထားတဲ့ရခိုင်ပြည်နယ်မြို့တော်စစ်တွေကိုအာရခတ်တော် AA ကသူသိမ်းထားတဲ့ရသေးတောင်နဲ့ပုံနာကျုံမြို့နယ်တွေဘက်ကနေမကြာခဏဆိုသလိုလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလုပ်နေပါတယ်စစ်တွေမျိုးပြည်ရသေးတောင်မြို့နယ်ရဲ့တစ်ဖက်ကမ်းမှာရှိနေတဲ့စစ်တပ်ရဲ့ပါတလိန်နဲ့အမြင့်ကျော်ရွာကအခြေဆိုင်စခန်းတွေနောက်ပုံနာကျုံမြို့နယ်တစ်ဖက်ကမ်းမြို့နယ်ကလျက်ကရွှေမင်းကန်ရီတပ်တို့ဖေဖော်ဝါရီလပထမပတ်ထဲမှာလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေပြုလုပ်ထားပါတယ်အေးသိမ်းထားတဲ့အမျိုးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နောက်ပါခကိုပွားချင်းမြန်နဲ့ချင်းမြန်တရင်လေးရင်ကနေရှရင်အထီနဲ့ဖွဲ့စည်းထားတဲ့ဒေသကွက်ကဲမှုစစ်ဌာနချုပ်ဒါကာဆာလေးစစ်တွေမှာရှိနေပါတယ်စစ်တပ်ကကြည်တက်ရရှိတဲ့နေပါအချားအနာခြေကုပ်ယူထားတဲ့စစ်တွေကိုအေးကဘလို့ချင်းကပ်နေလဲဆိုတာကိုကြည့်ကြရအောင်ပါစစ်တွေတော်ဝိုင်းစစ်ဝဲရီဘလို့ဖြစ်လာတယ်လဲဆိုရင်စစ်တွေမျိုးဟာပထဝီမြေပြည်အနေထားအရမြေချောင်း AI တွေကပတ်ထားတယ်လို့ဖြစ်နေအောင်ကြောင့်ကျိုးစုမျိုးတစ်ခုလိုဖြစ်နေပါတယ်ဒီအချိန်ကပဲအေးအတွက်တပ်ဖက်အင်အားအလုံးရှင်နဲ့ကုန်းချောင်းကနေချစ်တက်ဖို့အကန့်အသတ်ဖြစ်စေပါတယ်ကြပေမဲ့အေးဟာကွာမျိုးနယ်ကိုသိမ့်ပိုက်ပြီးရဲ့နောက်ပိုင်းမှာတော့ရသေးတောင်ပုံနာကျန်းဝတ်တစင်တစ်ဖြည်းဖြည်းစိန်ဝင်ပြီးစစ်တွေဝင်ရောက်ဖို့ကြိုးစားနေကြတယ်လို့စစ်ရေးအကဲဖြတ်တွေကပြောပါတယ်ပြီးခဲ့တဲ့2024နှစ်ကုန်ပိုင်းမှာလေအေးသိမ့်ပိုက်ထားတဲ့ရသေးတောင်နဲ့ပုံနာကျန်းမျိုးတွေကိုစစ်တွေမျိုးတွေကစစ်တပ်ဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာရှိခဲ့ပါတယ်စစ်တွေနဲ့ပုံနာကျန်းမျိုးနယ်ကြားမှာတော့စစ်တပ်နဲ့အေးတို့2025ဇန်နဝါရီလဆန်းပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်အေးကစစ်တပ်ရဲ့အောင်မြင်ကုန်နဲ့ရဲယူပြင်းစခန်းတွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်တပ်ဘက်ကလည်းလက်နက်ကြီးငယ်အပြင်ရတက်ကပါကူပစ်ခဲ့တယ်လို့စစ်တပ်ထောက်ခံသူတွေရဲ့ Telegram မှာရေးသားကြပါတယ်။ဇန်နဝါရီလ16ရက်နေ့မှာတော့ပုံနာကျွမြို့နယ်တွေကစပါရာအောင်စီရကန်ချောင်းနဲ့ကျွေးထိုးရွာတွေကိုအဲ့ဘက်ကစစ်တပ်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာတွေပြီးလေကြောင်းတိုက်ခိုက်တာတွေပါပြုလုပ်ခဲ့ပါတယ်။အဲ့နောက်မှာတော့အေးဘက်ကစစ်တွေမျိုးကိုဥတီတဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေပိုစိတ်လာပြီးဖေဖော်ဝါရီလ9ရက်ကနေ9ရက်အထိတိုက်ပွဲတွေစတိုက်ဖြစ်လာပါတယ်။စီအကဲခတ်တချို့ကတော့အေးကစစ်တွေကိုထိုးစစ်ခွာစစ်ပုံစံသုံးပြီးဝင်မှုပြင်နေရလို့သုံးသပ်ကြပါရယ်စစ်တပ်လက်နက်နဲ့စစ်တပ်ကိုပြန်တိုက်စစ်တွေမျိုးနယ်တွေမှာဖြစ်တဲ့တိုက်ပွဲတွေမှာအေးသုံးနေတဲ့လက်နက်ကြီးတွေကသူတို့ဝယ်ယူထားတဲ့ကိုယ်ပိုင်လက်နက်တွေမဟုတ်ကြဘူးလို့မြေပြင်စီရေးရှင်မြက်ကပြောပါရယ်မြို့သိမ်းတိုက်ပွဲတွေကနေရတဲ့စစ်တပ်စီရရတဲ့လက်နက်တွေပေါ့ဒီလက်နက်ကြီးကကိုရီမွေးနိုင်ဘူးလေ house wizard အမြောက်တွေနဲ့လည်းဖြစ်တယ်24လုံးတွဲလည်းပါတယ်ဘယ်နေရာနေပြစ်နေလဲဆိုတာတော့ပြောလို့မရဘူးမြို့ပြင်တနေရာပဲလို့ပြောနိုင်တယ်လို့ AAC ရဲ့အရှိမြက်ကပြောပါတယ်။ AA ဟာစစ်တပ်စကန်တခုသိမ်းပြီးရင်သိမ်းဆရမိတဲ့လက်နက်ကြီးလက်နက်ငယ်တွေမနေတာကြီးစုသူတို့တွေ့မြင်ခဲ့ကြပြီးဖြစ်မှာပါ။လက်ရှိမှာ120မမတွေကိုအသုံးပြုတိုက်ခိုက်တာကိုတွေ့ရပါတယ်။ဒါဟာစစ်တပ်က AA ကိုထောက်ပံ့ပေးထားတာလို့ပြောရင်တော့လွန်မထင်ပါဘူး။120မမအတွဲလိုက်ပြတဲ့24လုံးတွဲထုံတွေဟာပို့ပြီးတော့လေအဝေးရောက်နိုင်တယ်လို့ပြတ်မှတ်ကိုလည်းပိုတီးကြတယ်လို့ဆိုပါတယ်။လက်နက်ကြီးတွေကလည်းဒီချိန်ထုတ်မတော်ရင်ဖေးချင်းထုတ်သုံးနေပေါ့လက်နက်ကြီးပြအားနဲ့စက်ကစားပြီးတော့အောက်ချစ်တဖွဲဝင်နေမပင်မအောင်တိုက်မဲ့နှီးပြူဟာလို့မြင်နေရထားတဲ့ပုံကြီးတွေကတက်တန်းကုန်ရရှိရလေစစ်တပ်စီရထားတာတွေနဲ့ပြန်တိုက်ပြီးလူရင်အောက်ချစ်တာတဲ့သဘောဖြစ်ပါတယ်လို့ပြောဆိုထားပါတယ်စစ်တွေဒေသကနေအပြောအရဖေဖော်ဝါရီလ10ရက်နေ့9ရက်ပြစ်ခတ်မှုတွေကပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်စစ်တွေမျိုးနယ်တွေမှာဒေသကုကဲမှုစဌာနချုပ်ထာကဆအမှတ်20နဲ့232ခြေလင်းတရင်တွေအမှတ်908စစ်မြေပြည်အင်ဂျင်နီယာတရင်နဲ့ရဲတရင်တွေအပါအဝင်တရင်20ကျော်ရှိပါတယ်စစ်တွေမျိုးနယ်တွေကစစ်တပ်တရင်တွေဖြစ်တဲ့အမှတ်232ခြေလင်းတရင်နဲ့အမှတ်36ရဲတရင်တွေကကိုအေကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်စစ်တပ်ရဲ့အမှတ်20ခြေလင်းတရင်ကနေလည်းရသေးတောင်နဲ့ပုံနာကျုံမျိုးနယ်ရိဘတ်ကိုပြန်ပစ်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်စစ်တွေမျိုးမှာစစ်တပ်ဘလခန့်စစ်ပြန်ထားလေစစ်တပ်ကစစ်တွေမျိုးကိုခန့်စစ်ပြန်ထားတာရခိုင်ပြည်နယ်ကိုအာရခတပ်တော် AA ထိုးစစ်စာရိ2023နိုဝင်ဘာကလေးကဖြစ်ပါတယ်အဲဒီကလေးကမြို့လုံချုပ်ရေးကိုပို့ပြီးတင်းတင်းကြပ်ကြပ်လုပ်ထားတာလို့ဒေသခံတွေကပြောပါတယ်စစ်တွေမျိုးကန်တွေကိုခေါ်ပြီးအစည်းအဝေးလုပ်ကြတယ်တိုက်ပွဲဖြစ်လာခဲ့အခိုင်အမာစောက်ထားတဲ့အိမ်တွေမှာသူတို့စနိုက်ပါတပ်ဖွဲ့ဝင်တွေဝင်နေမယ်တောက်ပိုင်ရှင်တွေအနေနဲ့ခွင့်ပြုရမယ်ဆိုပြီးပြောထားတာရှိရလို့စစ်တပ်ရဲ့စီရေးကျွတ်တင်ပစ္စနာတွေကိုစစ်တွေမျိုးကန်တယောက်ကပြောပါတယ်အိမ်နောက်မှာ2024ခုနှစ်ဇွန်မှာရန်ပြူရတာစဲကြီးသေးဆုံးတဲ့စစ်တပ်ရဲ့စီးနှင်းရှောက်ဖွေရာတွေနောက်ပိုင်းမှာစစ်တပ်ကပင်လယ်ကမ်းရိုးရမ်းတစ်လျှောက်မှာရှိတဲ့ရခိုင်ကျွော်ပေါင်း20ရာဒေသခံတွေကိုစစ်တွေမျိုးပေါ်ကိုရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။အေကရွာရီမှာဝင်နေပြီးအင်အားစုမှာဆိုရာရဲ့အဲရွာရီမှာသူတို့တပ်ဖွဲ့တွေဖြန့်ကျက်ဖို့ရအတွက်ရွှေ့ခိုင်းတာရခိုင်ရွာရီပဲမွတ်စလင်ရွာရီမပါဘူးလို့ပြောဆိုထားပါတယ်
မြို့ပေါ်ကိုရွှေ့ပြောင်းခံရတဲ့ဒေသခံတွေအတွက်နေထိုင်မှုပြင်ဆင်ပေးအောင်မရှိဘဲဖုန်ကြီးကျောင်းတွေမှာနေကြပြီးကိုယ်စိတ်နဲ့ကိုယ်အဆင်ပြေတယ်လို့ဖြေရှင်းကြရပါတယ်။ရှိတဲ့အရာဖြစ်တဲ့နာရီကိုလည်းအရင်ကဒေသခံတွေသိကြပေမဲ့အခုလိုမျိုးရစ်တနာရွာတွေပါကြောက်ရွှေ့ခံလိုက်ရတဲ့အခါမှာတော့ဘလောက်ထိအရာဖြစ်နေရဲဆိုတာကိုမသိကြရတော့ပါဘူး။ဒီလိုစစ်တပ်ရဲ့ပြည်စလှဆောင်မှုတွေကစစ်တွေကိုအေးတက်တွေရောက်မလာရေးဖြစ်တယ်ဆိုတာမြင်သာပါတယ်။စစ်တွေကဘလောက်ထိအရှိပါလဲ။ကလတ်တက်မြို့ဝမှာရှိတဲ့စစ်တွေမြို့နယ်ဟာစစ်တွေစိတ်ကရွှေမင်းကန်စိတ်ကစက်ရိုးကြစိတ်ကတွေကနေဘူးတီတောင်ရတိတောင်ပုံနာကျုံကြောက်တော့ညဥရုဘက်ကိုရေချောင်းခရီးသွားလာလို့ရပါတယ်။ကြပြီမဲ့လေအဲ့နေရီကိုအေးကထိန်းချုပ်လိုက်ပြီးဖြစ်လို့စစ်ရေးချီနေရီကသွားလာဖို့အကန့်အသတ်ရှိနေပါတယ်။အိန္ဒိယနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ကလတ်တက်မြစ်စီမံကိန်းကလည်းစစ်တွေမြို့မှာရှိနေကြနိုင်ငံတကာနဲ့ပါချိတ်ဆက်ထားနေတာဖြစ်ပါတယ်။စစ်တွေမြို့နယ်မှာမြန်မာဘင်္ဂလားဒေ့ရှ်နိုင်ငံသားကုန်သည်ထားတဲ့နေဆက်ကုန်သည်စခန်းလေးရှိနေပါတယ်။ရခိုင်ပြည်နယ်ရဲ့အေးနဲ့စစ်တပ်တို့တိုက်ပွဲပြန်ဖြစ်တဲ့2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မတိုင်ခင်အထိဆိုရင်အဲ့ဒီကုန်သည်စခန်းနဲ့ American Dollar သိန်းမြတ်ချီရဲ့ကုန်သည်မှုတွေကိုအပတ်စဉ်ပြုလုပ်နိုင်ရတာကိုအကောက်ခွန်စည်းရင်းတွေမှာမြင်တွေ့ရပါတယ်။ဒီစည်းရင်းတွေကိုကြည့်ရင်စစ်တွေနယ်စပ်စိတ်ကမ်းကနေနှစ်တိုင်းဒေါ်လာတန်ပေါင်းများစွာရရှိနေခဲ့တာကိုတွေ့ရပါတယ်။လေးစိတ်ရှိတဲ့စစ်တွေကိုလေးချောင်းခရီးအတွက်အာပြုအသုံးပြုကြပေမဲ့အေးကရခိုင်နေရမြို့အများစုကိုသိမ်းပိုက်လိုက်တဲ့အချိန်မှာတော့လေးချောင်းခရီးတွေကအကန့်အသတ်တွေရှိနေပြီးစစ်တွေရန်ကုန်ကြောက်ဖြူဟူတာသွားလို့ရတဲ့အခြေအနေဖြစ်ပါတယ်။ကုန်းလန်းကဆိုရင်ပုံနာကျုံကြောက်တော်မြောက်ဦးမင်းပြအန်နိုကနေတစင်ရန်ကုန်သွားလို့ရပေမဲ့အေးကလမ်းကြောင်းတွေပိတ်ဆို့ထားပြီးဖြစ်ပါတယ်။စစ်တွေမြို့မှာတရုတ်အိန္ဒိယအပါအဝင်ပြည်ပရှင်ဒီမြို့နယ်ထားတဲ့စီမံကိန်းတွေရှိနေတယ်လို့ပင်လယ်ထောက်ပံ့မျိုးလည်းဖြစ်ပါတယ်။ဒါကြောင့်စစ်တပ်ကလည်းစစ်တွေကိုစီးပွားရေးအရာသားမကစစ်တပ်ရဲ့ဂုဏ်သိက္ခာအတွက်စစ်တွေကိုလက်မလွတ်ရရေးပြင်းပြင်းထန်ထန်ခုခံမှုပြင်ဆင်ထားတာဖြစ်တယ်လို့စီးရေးအကဲခတ်တချို့ကပြောပါတယ်။ဒါပေမဲ့လည်းနိုင်ငံတကာစီမံကိန်းတွေဟာစစ်တွေစိတ်ကမ်းမှာပဲရှိနေပြီးဒီစီမံကိန်းတွေအရေးထက်တွက်တာကြောင့်စစ်ဆောင်ဟာမြို့ရဲထိမရောက်လာနိုင်ဘူးလို့တွက်ချက်မှုတွေလည်းရှိပါတယ်။လက်ရှိမှာရခိုင်ပြည်နယ်ရဲ့စစ်တပ်ကစစ်တွေမန်အောင်နဲ့ရှမ်းပြည်သုံးမြို့နယ်ကိုပဲထိန်းထားနိုင်တော့တဲ့အခြေအနေမှာအေးကလည်းပြည်နယ်တွေကနိုင်ငံတကာစီမံကိန်းတွေအရေးပူးပေါင်းဆောင်ရွက်လိုတဲ့ကြောင့်နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေကိုစာထုတ်အသိပေးထားပါတယ်။ဒါကြောင့်ပြည်ပရင်းနှီးမြှုပ်နှံထားတဲ့စီမံကိန်းတွေကိုလည်းမထိခိုက်အောင်အေးကစီမံခန့်ခွဲမဲ့သဘောရှိရလို့နားလည်ရပါတယ်။ကြပြီမဲ့ AAC အရှိမြစ်ကတော့စစ်တပ်ခန့်စစ်အားကောင်းတဲ့စစ်တွေမျိုးကိုအေးကထိုးစစ်ဆင်ခဲ့မယ်ဆိုရင်တော့တခြားမြို့သိမ်းတိုက်ပွဲတွေထပ်ပိုပြင်းထန်နိုင်တယ်လို့ယူဆသုံးသပ်ပါတယ်။ဒီတင်ပြချက်ပေါ်မှာကြည့်ရှုသူမိတ်ဆွေတို့အနေနဲ့ရောဘယ်လိုထင်မြင်ယူဆမိကြတယ်လဲဆိုတာ comment တွေအရဒီတစ်စိမျှဝေပေးခဲ့ကြပါဦးနော်။